Hello ဒီနေ့မှာတော့ခုနဆိုင်မှာတင်ထားတဲ့ local အထည်လှလေးတွေကိုထွက်အောင်လုပ်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ Kelly top လေးပေါ့နော်ဒီ top လေးဆိုရင် casual ဖြစ်ပြီးတော့ဘောင်းမီနဲ့ပဲဝတ် skirt နဲ့ပဲဝတ်ဘာနဲ့ဝတ်လိုက်တယ်ပေါ့နော်ဒါလေးကတော့ခုနရဲ့ essential top လေးပါတစ်ထည်ဝယ်ပြီးရတဲ့ outfit အမျိုးမျိုးရရပေါ့နော်ဘာလေးနဲ့တော်တော်လေးကိုလှပါတယ်နောက်ထပ်တစ်စုံကတော့အပေါ်အောက်ဘာတွေ့ရမလဲဆိုရင်မသိဘူးဆိုတော့ကောင်မလေးအတွက်ပေါ့နော် skirt ရော အင်ဂျီရော lace အနက်ရောင်လေးနဲ့တော်လေးကိုလှရင်ဝတ်လိုက်ရင်လည်းအသားလေးဆောင်နေခန္ဓာကိုယ်လည်းပေါ်ရပေါ့နော်ဒီ set လေးမှာခဲနဲ့အစိမ်းဆိုပြီးတော့ color နှစ်ရောင်ရှိရပေါ့နော်နောက်ကဒီဇိုင်းလေးကိုလည်းလေးစနဲ့ရောင်လေးနဲ့လုပ်ထားရပေါ့နော်ခရီးပိုင်းလေးလည်းခုနစိတ်ကြိုက်လုပ်ထားဖြစ်တဲ့အတွက်တော်တော်လေးကိုအဆင်ပြေရနော်ဒီ set လေးကတော့ခုန Pinterest မှာအမြဲတမ်းလိုမြင်နေကြပုံစံမျိုးလေးပေါ့နော်ဒီ set လေးမှာကအရောင်ကအပြာရောင်လေးနဲ့အဝါရောင်လေးဆိုရင်နှမျိုးထုတ်ထားပြီးရပေါ့နော်အရောင်လေးကအသားလေးတော်တော်ဆောင်နေပေါ့နော်ဒါအပြင် skirt အောက်မှာလည်း safety band ပါတာဖြစ်လို့တိုလည်းအဆင်ပြေပေါ့နော်ဒီ set လေးဆိုလည်း Pinterest မှာနူရသည်ဆိုကောင်မလေးတော်တော်များများဝတ်ကြတဲ့ set ပုံစံလေးပေါ့နော်ချီကွက်လှလေးပေါ်မှာဇာလေးရင်းနေဆိုချစ်စရာကောင်းတဲ့ look လေးရရပေါ့နော်ဒီ set မှာဆိုလည်းအပြာနဲ့အနီရောင်လေးဆိုပြီးတော့နှမျိုးထုတ်ထားပြီးရပေါ့နော်ဒါလေးကလေ casual ဖြစ်ပြီးတော့ပုံရိုက်မယ်ဆိုလည်းတော်တော်လေးလှပြီးချစ်စရာကောင်းတဲ့ပုံလေးပေါ့နော်သူလည်း safety band ပါပါတယ်နောက်ထပ်တစ်ထည်ကတော့ mini dress တွေပေါ့နော်ဒါလေးကဝတ်လိုက်ရင်လေဝဲကားလေးနဲ့တော်တော်လေးကိုလှဒီ mini dress ကြီးကဝတ်လိုက်ပြီးဆိုဒီအနောက်မှာတင်လေးကလုံးလေးဖြစ်သွားရပေါ့နော်ဒါလေးကတော့အားလုံးအတွက်မရှိမဖြစ်လေ one string top လေးပေါ့နော်ဘာနဲ့ဝတ်လိုက်တဲ့ casual ဖြစ်တဲ့ဒါအပြင် fitting လေးလည်းကြားရပေါ့နော်ပွားကြီးမဖြစ်ပါဘူးဒီရဲ့ mini dress ကြီးဆိုလည်းတော်တော်လေးကိုချစ်စရာကောင်းတယ်ဒီလားချစ်စရာကောင်းတဲ့ကောင်မလေးနဲ့ဆိုတော်တော်လေးကိုလိုက်မှာဆိုင်မှာကလှပြီးတော့ချစ်စရာကောင်းတာလေးပဲတင်ထားပေးရမို့လို့ခုပဲတောင်းဝယ်လိုက်ကြပါတော့ဒီနေ့တော့ဒီလောက်ပါပဲရှင် bye bye